Ferrari တွေစီးရဗျာ Ferrari ရှိရဗျာအများကြီးရှိရသူဗျာ Ferrari 2စီးတော့3စီးတော့ရှိရသူဗျာချမ်းသာတယ်ဒီလိုဒီတယောက်ကိုဒီမင်းသမီးကမကြိုက်ဘူးလို့ဘယ်သူပြောနိုင်လဲရရင်မယူပါဘူးလို့ဘယ်သူပြောရင်လဲအဲ့ဒီတော့မင်းသမီးကဘလို့လုပ်လဲဆိုတော့ဘလို့ကလာကားရိုက်လဲဆိုတော့အားလုံးပဲမင်္ဂလာပါကိုတလော online မှာအရန်ဟောနေတဲ့ဒီ Patricia ဆုရှာနိုင်ဆိုတဲ့ model မင်းသမီးရဲ့ဗီဒီယိုကတော့ဗီဒီယိုလေးအကြောင်းလေးရတော့အားလုံးပဲသိကြမယ်လို့ထင်ပါတယ်အမှန်တကယ်ကြတော့တနာဖို့ကောင်းနေတဲ့ဟာက Patricia ဆုရှာနိုင်ဆိုတဲ့ model မင်းသမီးမဟုတ်ပါဘူးအမှန်တကယ်တနာဖို့ကောင်းတာကဒီကလားနှစ်ယောက်ကအရန်ကိုတနာဖို့ကောင်းနေတဲ့ကိစ္စပါကျွန်တော်တို့ရိုးရိုးတန်းတန်းစဉ်းစားလိုက်တဲ့ကိစ္စကမင်းသမီးကို Patricia ကိုမလေးရှားကိုခေါ်ပြီးတော့ကြောင်ညာရိုက်ဖို့ခေါ်ရင်းနဲ့အကြက်ကင်လိုဘာလိုလဲဘာပေါ့နော်သူ့ကိုထိန်းချုပ်ထားတယ်ထိန်းချုပ်ခံရရင်ဆိုတဲ့သဘောနဲ့ကျွန်တော်တို့ရိုးတန်းတန်းစဉ်းစားမိတယ်တွေးကြည့်မိတာပေါ့နော်အဲ့ဒီလိုမတွေးဘဲနဲ့ကျွန်တော်တို့ကဒီကိစ္စတွေကိုဒီမင်းသမီးကသူကိုယ်တိုင်စီစဉ်ပြီးတော့လုပ်နေတယ်လို့စဉ်းစားလိုက်ကြဆိုရှင်ကျွန်တော်တို့ဘယ်လိုဖြစ်ပြန်အဲ့ဒီလိုအတွေးမှုနဲ့ကျွန်တော်တို့စဉ်းစားကြည့်လိုက်တယ်နော်သူကမလေးရှားကိုကြောင်ညာရိုက်ဖို့လာမယ့်ကိစ္စကိုသူ့မိကိုလည်းပေးသိမယ်ပြီးတော့နောက်ထပ်ကလားတယောက်ဖြစ်တဲ့ရဲမင်းလွင်ဆိုတဲ့သူကိုလည်းပေးသိထားမယ်ဒီလိုမျိုးစဉ်းစားလိုက်ပြီပေါ့နော်ငယ်တော့လည်းတက်ရွယ်လည်းမဟုတ်ဘူးဗျာအခုသူလုံးမဲ့ကိစ္စကိုသူ့ရဲ့ကြောင်ညာလုပ်ငန်းတွေကိစ္စကိုသူ့ရဲ့မိဘတွေသူ့မိသားစုတွေကတော့အနည်းနဲ့အများသိမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါမှသူကဘယ်လိုမျိုးကလားကရိုက်သွားလဲဆိုတော့ဒီမလေးရှားကလားကလည်းပဲသူ့ကို ECK လုပ်တယ်ကြောင်တယ်ငကိုကလေးက ECK လုပ်တယ်ရဲမင်းလွင်ဆိုတဲ့ကလားကလည်းပဲသူနဲ့တကယ်ချင်းသူနဲ့ရင်းနေရဲ့သူတို့တွေကစီးပွားရေးအရာမှာချမ်းသာတဲ့နေရာမှာ level 2လောက်သွားမယ်ပေါ့နော်တကယ်ဘောစီတွေဒိတ်ဒိတ်ကြဲကြဲတွေအဲ့ဒီဟာကိုသူတို့မှရှိတဲ့စီးတဲ့ဥစ္စာကဒီမင်းသမီးတစ်သက်လုံးပြရိုက်စားရင်တော့မရပါဘူးအမှန်တည်းပြောပြတာမင်းသမီးကိုမကောင်းပြောရတော့မဟုတ်ဘူးပေါ့နော်အခုလုံနေတဲ့ပြဿနာတွေကအခုဖြစ်နေတဲ့ပြဿနာတွေကအခုလူတိုင်းကိုကျင်းတဲ့ပြဿနာကအရင်ရိုးရှင်းတယ်ကျွန်တော်တို့တခြားတစ်ဖက်ကနေစဉ်းစားကြည့်လိုက်တာပေါ့နော် Ferrari တွေစီးရဗျာFerrari ရှိရဗျာအများကြီးရှိရသူဗျာ Ferrari 2စီးတော့3စီးတော့ရှိရသူဗျာချမ်းသာတယ်ဒီလိုဒီတယောက်ကိုဒီမင်းသမီးကမကြိုက်ဘူးလို့ဘယ်သူပြောနိုင်လဲရရင်မယူပါဘူးလို့ဘယ်သူပြောရင်လဲအဲ့ဒီတော့မင်းသမီးကဘလို့လုပ်လဲဆိုတော့ဘလို့ကလားကားရိုက်လဲဆိုတော့မလေးရှားကိုလာတယ်သူ့ကို ECK လုပ်တဲ့ဒီကလားကိုငါ့ကိုယူရမယ်ငါ့ကိုကြက်ရမယ်ငါနဲ့ကြက်ရမယ်ဆိုတော့အကွက်မျိုးနဲ့နေလိုက်တာအဲ့ဒီသူနဲ့ဖြစ်နေတဲ့ personal ကိစ္စအကြောင်းအရာလေးတွေကိုဒီစင်ကာပူမှာရှိတဲ့ကလားကိုရဲမင်းလွင်ကိုပေးတည်တယ်သူနဲ့ level 2သွားတဲ့သူချင်းချင်းကိုနော် level 2ရှိတဲ့သူချင်းချင်းကိုသူကပေးတည်တယ်ငါ့ကိုဒီအကြောင်းတွေကိုတင်နာမှ line ပေါ်ကိုတင်နေတာမှကိုသူသိတယ်သူ့ရဲ့အတန်ဖိုင်တွေကိုတင်နေဆိုတော့လည်းသိတယ်ဒါပေမဲ့ तू ကမသိတယ်လို့ပဲနေတယ်သူ့ရဲ့ personal အကြောင်းတွေကိုပုံပြောတယ်အဲ့လိုပြောလေဒီဘက်ကစီးပွားရေးလုပ်ငန်းရှင်ကလားဘောစီကတိုင်ပတ်လေငကိုတော့ကတော့ဒီမလေးရှားကကလားဘောစီကသူကအလကားနိုင်ပြီးလို့ရမယ်ဆိုတဲ့သဘောမျိုးနဲ့ကြံလဲပေါ့နော်ဒါပေမဲ့ကောင်မလေးကအချင်းမဟုတ်ဘူးမင်းသမီးကအချင်းမဟုတ်ဘူးအဲ့ဒီတော့သူ့ကိုအတီပေါက်ဖြစ်သွားအောင်လို့စံညွှန်းရေးပြီးတော့ရိုက်လိုက်တယ်ဒီကိစ္စတွေကိုလိုင်းပေါ်ကိုဘာလို့ညာလို့သူ့ကိုအနိုင်ကျင့်တယ်လို့ဘာလို့ညာလို့နဲ့ဖြန့်လိုက်တယ်အဲ့ဒီတော့ဒီမလေးရှားကဘောစီကလားကတိုင်းပတ်သွားပြီသူ့အနေနဲ့ဒီဟာနာမည်ပြတ်မဲ့ကိစ္စပြီးကြတော့မိမမာယာပေါ့ဗျာပြောရရင်သူ့အနေနဲ့နာမည်ပြတ်မဲ့ကိစ္စသူ့လိုစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ဒီကိစ္စတွေကိုဒီလိုလုပ်တယ်ဆိုလို့ရှိရင်နာမည်ပြတ်တော့ပဲအခုလည်းနာမည်ပြတ်အခုလည်းပြတ်တော့ပဲသူ့ဗီဒီယိုတွေဘယ်လောက်ပဲတင်းနေသူ့ကိုလူတွေကမကောင်းမြင်ကြတော့မယ်အဲ့ဒါကအမှန်တကယ်ကလားကရိုက်နေတာကမင်းသမီးကရိုက်နေတာနော်မင်းသမီးကသူ့ရဲ့ official account official page ဖြစ်တဲ့ဆုရှာနိုင် Patricia ဆိုတဲ့ page ကနေပြီးတော့ဘာတစ်ခုမှမတင်ဘူးနေနေတယ်ပြင်မှာဖြစ်နေတဲ့အကြောင်းအရာတွေကိုအကုန်သိတယ်သူ့မိဘနဲ့ဗျာအဆက်အသွယ်မရဘူးဆိုတဲ့ဟာကအလကားပြောတာအခုခေတ်မှာဗျာအဲ့လိုမျိုး celebrity တရားကိုဒီလိုစီးပွားရေးလုပ်ငန်းရှင်ချမ်းသာတဲ့သူတယောက်ကြီးချားမှာဒီလိုမျိုးကိစ္စဆိုတာထိန်းချုပ်တယ်လူကြောက်ထိန်းချုပ်တယ်ဆိုတာလုံးဝယုံကြည်လို့ဘယ်သူယုံကြည်လဲဗျာမေးကြည့်ဘယ်သူယုံကြည်လဲလုံးဝမဖြစ်နိုင်တဲ့ကိစ္စမင်းသမီးဗျာအဲ့ဒီဟိုတယ်မှာ
hotel ဆိုတဲ့နေရာမှာအဲ့ဒီ hotel အကြီးကျယ်ကြီးနေရာမှာ English speaking ကျွမ်းကျင်တဲ့သူတွေအကုန်လုံးเนาะလူမျိုးပေါင်းစုံစီးပွားရေးလုပ်ငန်းရှင်ပေါင်းစုံအဲ့ဒီမှာတဲနေတဲ့သူတွေစီးပွားရေးလုပ်ငန်းရှင်တွေအများကြီးငှားနေတဲ့သူတွေရှိတယ်ဗျာအဲ့ဒီမှာရုံးရင်းဆန်ကဖြစ်သွားမယ်သူ့လိုသူတယောက်ကို model တယောက်ကိုဗျာမတည်ဘူးလို့ရှိမလားတကဘာလုံးကတည်တယ် Patricia ဆိုတဲ့ဟာကိုစူးရှာနိုင်အောင်မသိနဲ့ Patricia ဆိုတော့တကဘာလုံးကတည်တယ်အဲ့ဒါကိုဖိတ်ထုတ်ခံနေရတယ်ပါလေဆိုပြီးတော့ပြည်သူတွေကိုချင်းထဲတယ်နော်ကလားနှစ်ယောက်ကိုချင်းထဲပြီးကလားနှစ်ယောက်ကိုချင်းထဲပြီးကလားကရိုက်နေတာအမှန်တကယ်ကဒီကောင်ကိုရရင်ယူမှာပါသူ့တကွာအလုံးစီးပွားရေးသူ့တကွာအလုံးမော်ဒယ်ဆောက်မယ်ဗီဒီယိုတွေရိုက်ပြီးတော့ရိုက်မယ်ဒီလိုမျိုးခွေရင်ကိုဒီလိုမျိုးချမ်းသာမှာမဟုတ်ပါဘူးမကောင်းပြောတာမဟုတ်ပါဘူးเนาะပုံမှန်တစ်ခုအနေနဲ့စဉ်းစားကြည့်တာပါဒီလိုအသက်အရွယ်ဒီလိုဆယ်လီတယောက်ကိုထိန်းချုပ်နိုင်မယ်ထိန်းချုပ်တယ်အဲ့လိုမျိုးကဂျမ်းဖတ်တယ်ဆိုတဲ့ဟာဖြစ်နိုင်လားမဖြစ်နိုင်လားအခုခေတ်မှာဖြစ်နိုင်လားဆိုတာကိုစဉ်းစားကြည့်ပါဗျာเนาะချမ်းသာတဲ့ကလားစင်ကာပူမှာနေတဲ့ကလားလည်းချမ်းသာတယ်တကယ်လို့မလေးရှားကိုလာကျင်တယ်ဆိုလို့ရှိရင်မြန်မာပြည်ကသူ့မိဘတွေမြန်မာပြည်ကအဖွဲ့အစည်းတွေမလေးရှားကိုလာမယ်ဆိုလို့ရှိရင်လေလက်မှတ်နဲ့3နာရီဝယ်ပဲကျန်တယ်ရွှေ့ဆိုတန်းရောက်လာမှာနော်တန်းပြီးတော့ရောက်လာမှာသူကသူ့မိဘကိုဘယ်လိုမျိုးအတိပေးထားတယ်ဆိုတဲ့ဟာကိုစိတ်ကပူကိုပြောထားတယ်ဘာညာဆိုကလာကရိုက်နေတဲ့ဟာကိုသူ့မိဘတွေကသိလိမ့်မယ်အဲ့ဒီအတွက်ကြောင့်လုံးဝလိုက်မလာပါဘူးနော်စဖြစ်တဲ့နေ့ကလေးကဗျာမိဘဆိုတာပြောပြမထားဘူးဆိုလို့ရှိရင်စိတ်ပူပြီးတော့မလေးရှားနဲ့ဒီနဲ့3နာရီခွဲပဲလေရင်စီးရတယ်လေလက်မှတ်ဝယ်လို့ဗျမခက်ခဲဘူးเนาะဒီဟိုဒီတယောက်အနေနဲ့နာမည်ကြီးအနေနဲ့စိုက်တဲ့သူလိုက်လာလို့ရတယ်ဒါပေမဲ့ဘသူမှဒီနေ့အချိန်ကြီးလိုက်မလာဘူးမလေးရှားမှာရှိတယ်ဒီဆောက်တော်သားများကလည်းအဲ့ဒီဟိုတယ်ကိုသွားပြီးတော့ရှာမဲလို့ဘာလို့ညာလို့လုပ်နေတဲ့ဟာတွေလည်းတွေ့တယ်ပေါ့နော်မင်းသမီးကအဲ့လိုမျိုးလာမှာတော့ကြောက်နေတာပါသူ့ရဲ့အတန်ဖိုင်ထဲမှာနားထောင်ကြည့်လိုက်ပါသူကလားကရိုက်နေတဲ့ဟာကိုပြတ်သွားမှာစိုးလို့သူ့ကိုအဲ့လိုမျိုးလာပြီးနှောက်ဆက်ပါစိုးလို့သွားသေးအောင်သွားရှာမတွေ့ပါဘူးเนาะအဲ့ဒီတော့အခုကိစ္စမှာကလားကရိုက်နေတာကမြန်မာမင်းသမီးပါတနာကိုကောင်းတာကကလားနှစ်ယောက်ပါဒီမလေးရှားကလားကလည်းပဲအလကားနိုင်ပြီးလို့ရမယ်ဆိုပြီးတော့စမ်းကြည့်လိုက်တာအခုကြီးကျယ်ဒုက္ခရောက်နေပြီစင်ကာပူကကလားကလည်းပဲရင်းမင်းလူရံလည်းပဲဘူးမတိကိုမတိနဲ့ဒီကောင်မလေးပြောတဲ့အကြောင်းအရာတွေကိုယုံပြီးတော့သူကလည်းပဲကလားကရိုက်ခံနေရပါတယ်အဲ့ဒီတော့အားလုံးပဲဒီကိစ္စကိုလုံးဝလွတ်ထားပြလိုက်ပါသူတို့ကြောင့်လည်းသူတို့ဖြစ်သွားပါလိမ့်မယ်စိတ်ဝင်စားမယ်အကြောင်းအရာတွေနောက်ဆက်ရှားအကြောင်းအရာတွေဒေါ်လာရေးတွေတိုက်ပွဲတွေဖြစ်နေတဲ့ဟာတွေကိုစိတ်ဝင်စားပါလို့ပြောချင်ပါတယ်ရွာတွေဘုံကျဲခံနေရတဲ့ဟာတွေကိုပို့ပြီးတော့စိတ်ဝင်စားပါဒီအကြောင်းအရာတွေကအချိန်ကြာလို့ရှိရင်ပြီးသွားမှာပါဘာမှမဟုတ်ပါဘူးမယုံရင်ကြည့်နေလိုက်ပါကလားကရိုက်တာနောက်ပိုင်းမှာမင်းသမီးနဲ့မင်းသားနဲ့ညားမလားဒီကလားကပဲဒီဘဲရပဲမလေးရှားဘဲရပဲကောင်မလေးရဲ့အကွက်တွေနဲ့ဝင်ပြီးတော့ယူလိုက်ရမလားဘာဖြစ်သွားမလဲဆိုတာကိုအားလုံးစောင့်ကြည့်လိုက်ပါเนาะအဲ့ဒီလိုဒီအကြောင်းအရာတွေကိုနန်းစိတ်ဝင်စားနေပဲဆိုလို့ရှိရင်မာလာမြန်မာပြည်မှာဘုံနေကျဲလို့ကောင်းမယ်ရွာတွေကိုမီးရှို့လို့ကောင်းမယ်ဆိုတော့ကိစ္စတွေပူပြီးတော့ဖြစ်သွားနိုင်တယ်အားကြောင့်မလို့ပုံမှန်လေးအတိုင်းပဲလှုပ်ထားလိုက်ပါသူ့ရဲ့သူချိန်တယ်လို့ရှိရင်ပြည်တယ်သွားတာလိမ့်မယ်ဒီကလားကကြိုက်နေတဲ့အကြောင်းကိုကျွန်တော်ပြောပြပြီးဖြစ်တဲ့အတွက်တခြားတစ်ဖက်ကလည်းစဉ်းစားပြီးပြောပြပြီးဖြစ်တဲ့အတွက်ဒီတိုင်းလေးလှုပ်ထားပေးလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်